ဒါဟာအနာဂတ်ရဲ့ကဘာပြက်ကိန်းပဲလားလူသားတွေကတရဝါဆိုးတွေရဲ့အစာဖြစ်နေရတဲ့နှစ်ပေါင်း8သိန်းကျော်အနာဂတ်ရဲ့ကြောက်စရာကောင်းတဲ့မြင်ကွင်းတစ်ခုပါဘာမှမသိတဲ့တရဝါဆိုးကြီးတွေကတောတွေကနေရုတ်တရက်ထွက်လာပြီးလူတွေကိုတားကောင်တွေလိုလိုက်ဖမ်းနေပါပြီးဝါတော်တွေကနေတားကောင်ကိုချောင်းဖမ်းတယ်လို့ဆွဲယူသွားတာကြောင့်ဘယ်သူမှလွတ်အောင်မပြေးနိုင်ပါဘူးဒီတရဝါတွေကတားကောင်တွေကိုအနံ့နဲ့ခြေရာခံနေတာလားအညစ်အကြေးအနှံ့ဆိုးတွေကနေတဆင့်သူတို့ရဲ့ပြစ်မှတ်ကိုအသေးချာရှာဖွေနိုင်ကြပါတယ်။သူတို့ရဲ့အင်အားကလည်းကြောက်စရာကောင်းတော့အောင်ပြင်းထန်ပြီးလူသားတွေရဲ့ခုခံမှုကသူတို့အတွက်တော့ကစားစရာတစ်ခုလိုပါပဲ။နောက်ဆုံးမှာတော့အပြစ်မဲ့တဲ့သူတွေဟာအလင်းရောင်ရှိတဲ့ကဘာကနေမှောင်မိုက်တဲ့မြေအောက်ငရဲခန်းတွေကိုအတင်းအဓမ္မဆွဲခေါ်ခြင်းခံလိုက်ရပါတယ်။ Alexander တယောက်သူချစ်ရတဲ့သူတွေကိုဒီတရဝါဆိုးတွေလက်ထဲကနေပြန်ကယ်တင်နိုင်ပါမလား။